ဇလန်းစာမှာတော့ Lorraine Nevin Nathan လို့ခေါ်တဲ့ဇနီးမောင်နှံနှစ်ဦးကမွေးဖွားလိုက်တဲ့ Benetton Austin လို့ခေါ်တဲ့ချစ်စရာကောင်းတဲ့ကလေးတစ်ယောက်ကိုမြင်တွေ့ရမှာပါ။ကလေးမိဘတွေကကြီးကားပေါ်မှာစရင်တလုံးတော်ပိုင်ဆိုင်ရလောက်တဲ့အထိချမ်းသာတဲ့မိသားစုတွေဖြစ်ကြပါတယ်။မိဘတွေကတိတ်ကိုအလုံးများတဲ့သူတွေဖြစ်တာကြောင့်ပင်လေးကိုကလေးထိတ်နေတာတနေ့ကိုလွတ်ထားလိုက်ရှိတာပါ။ကလေးထိတ်ဟာချစ်စရာကောင်းလို့တဲ့ပင်လေးကိုသူ့သားလေးတစ်ယောက်လိုချစ်ခင်ကျင်နာယူရလွန်းတာဖြစ်ပါတယ်။သူမကပင်လေးကိုအရာရာမျက်နှာအညှိုးမခံပဲပြုစုစောင့်ရှောက်လေးရှိတာကြောင့်ပင်လေးကသူမနဲ့ဆိုရင်အမြဲပျော်ရွှင်နေတာဖြစ်ပါတယ်။တင်ကြိုက်ဆုံးစာအုပ်လေးကတော့ Baby တယောက်ဆိုတဲ့စာအုပ်လေးဖြစ်ပြီးဘင်ကတော့အဲ့ဒီစာအုပ်လေးဖတ်ပြရင်စိတ်ဝင်စားငြိမ်သက်ပြီးနားထောင်လေးရှိပါတယ်။ဒါကြောင့်မဲကလေးထိတ်ဟာဘင်ကိုအဲ့ဒီစာအုပ်လေးနေ့စဉ်ဖတ်ပြလေးရှိပါတယ်။တနေ့မှာတော့ပင်လျာမီဒီယာတွေသတင်းဆောင်ပါတွေမှာပါဝင်ဖော်ပြပေးဖို့အတွက်မိဘတွေနဲ့အတူရှူတင်သွားရမှာဖြစ်ပါတယ်။ဒေးဒေကျဲချမ်းသာတဲ့တရေသားမိပြီးသတင်းမီဒီယာကောင်းစီမှာဖော်ပြနိုင်ဖို့အတွက်အခုလိုဖေးကြားခံရတာလည်းဖြစ်ပါတယ်။ဒါကြောင့်ပင်လေးကိုတေချာဝေစားစင်ပေးပြီးပွဲထုတ်တော်မှာဖြစ်ပါတယ်။အဲ့ဒီချိန်မှာခေါ်ထားတဲ့မီဒီယာတွေသတင်းသမားတွေကရောက်လာပြီးဖြစ်တာကြောင့်ကလေးကိုတေချာပြင်ဆင်ပေးပြီးဝေကောင်းစားလာတွေစတင်ဝစ်ဆင်ပေးပါတော့တယ်။ကန်ဆိုးကျင်တော့အကြံသမား3ယောက်ဟာလမ်းမှာမီဒီယာသမားတွေစီးလာတဲ့ကားကိုအနှုတ်ချမ်းဝင်စီးပါတယ်။အနှုတ်ချမ်းစီးပြီးမီဒီယာသမားတွေကိုတနေရာမှာချုပ်နှောင်ပြီးလူစားလဲလိုက်ပါတယ်။မီဒီယာသမားတွေနေရာမှာသူတို့ဝင်ရောက်ပြီးနောက်ဆုံး Lorraine တို့အိမ်ကိုရောက်လာခဲ့ပါတယ်။တော်တော်ကိုရက်ဆက်တဲ့အကြံသမားတွေအခုနောက်ကမှ Lorraine ကကလေးကိုလူတွေစီထုတ်ပေါ်မှာပြသခြင်းဘူးလို့တွေးနေတော့မှရှိသေးအခုတော့အကြံသမားစီပေါ်လာခဲ့ပါပြီ။ကဲနောက်ဆက်တွဲဘာတွေဆက်ဖြစ်မလဲဆက်လက်ကြည့်လိုက်ရအောင်ပါ။ Lorraine တို့ကကြံသမားတွေကိုလုံးဝမရိပ်မိနိုင်လောက်အောင်အေဒီတို့အုပ်စုကပြီးရလွန်းပါတယ်တေချာကိုကွက်ကြကြကြံစီထားပုံရပါတယ်ပုံမှန်မီဒီယာသမားတွေလုံးနေကြအတိုင်းဓာတ်ပုံနေရိုက်မှတ်တမ်းတွေယူနေတာကြောင့် Lorraine တို့လုံးဝမရိပ်မိခဲ့ပါဘူးကလေးကိုဓာတ်ပုံရိုက်ဖို့လုပ်တဲ့အချိန်မှာအေဒီကအကြံထုတ်ပြီး Lorraine ဝေထားတဲ့ဝေစားတွေကတိတ်ကိုကြွားလုံးထုတ်နေတာကြောင့်စိတ်အစင်မပြေနိုင်ဘူးလို့ပြောဆိုခဲ့ပါတယ်ဒါကြောင့်မဲ Lorraine လည်းအေဒီတို့ပြောလိုက်တာကြောင့်စိတ်ထဲဘဝင်မကျဖြစ်ခဲ့ပြီးချက်ချင်းအင်ကြီးသွားလေးဖို့အပေါ်ကိုပြေးတက်သွားပါတယ်အားလုံးလည်းဝေစားတွေလဲဖို့ကိုစီပေါ်တက်သွားကြပါတယ်ဒီလိုနဲ့ Lorraine တို့အပေါ်ကိုအင်ကြီးလဲဖို့ကမန်းကနက်တက်သွားတဲ့အချိန်မှာအကြံသမားအေဒီတို့အုပ်စုကကလေးကိုခိုးပြီးကားပေါ်ကိုပြေးတက်မောင်းထွက်သွားခဲ့ပါတယ်ဒီလိုနဲ့ Lorraine တို့အောက်ကိုဆင်းသွားတဲ့အခါမှာရဲကိုမခွန်တဲ့အတိုင်းဖို့မစင်းစားနဲ့မင်းတို့ကလေးတွေငါတို့လက်ထက်မှာတကူကူမဖြစ်စေချင်ရင်ပြောတဲ့အတိုင်းလုပ်ဆိုပြီးစာရေးခဲ့ပါတယ်Lorraine လည်းအေဒီတို့ထားခဲ့တဲ့စာကိုတေချာဖတ်ပြီးတော်တော်ကိုယူကျုံမရဖြစ်ရပါတယ်။တစ်ဖက်မှာလည်းဘင်လေးဖေကကလေးတခုတွေစီကနေငွေညစ်ထားတဲ့စာကိုရထားတာကြောင့်ဇနီးဖြစ်သူကိုပြောပြဖို့အတွက်အင်ကိုပြန်လာပါတယ်။တက်ဆိုင်ရာရဲအရာရှိတွေကလည်းစံရင်ကြီးကိုရောက်လာပြီးကလေးကိုရှာဖို့အတွက်စုံစမ်းစစ်ဆေးမှုတွေပြုလုပ်နေကြပါပြီ။ဒီလိုနဲ့ကလေးပြောက်တာကြောင့်ယူမတက်ဖြစ်နေတဲ့ Lorraine ကြောင့်ဟာသူတို့လုပ်နေတာတွေကြည်ပြီးစိတ်မရှိတာကြောင့်ဘင်လေးကိုသူတို့ကိုယ်တိုင်သွားရှာဖို့လုပ်ပါတယ်။ဒါကိုရဲအရာရှိကအန်ဒီရဲ့များလွန်းတာကြောင့်မသွားဖို့အချိန်ခဏလေးပေးဖို့ပြောပါတယ်။ဒီလိုနဲ့ Lorraine ကြောင့်လည်းအားလုံးကဝိုင်းတားနေတာကြောင့်မသွားဖို့ဆုံးဖြတ်ခဲ့ပါတယ်။တကူ3ကောင်ကကလေးကိုခေါ်ပြီးနိုင်စင်မှာရှိတဲ့အထက်မြင့်တိုက်တစ်ခုမှာပုံနေကြပါပြီ။ဒီလိုနဲ့ဘင်လေးကတကိုးတွေဖက်ပြတာနားထောင်ရင်တန်အတော်ကြည့်နေခဲ့ပါတယ်။ဒါပေမဲ့ဘင်လေးကအိပ်ပျော်မသွားပဲစာအုပ်ကိုဖက်ပြနေတဲ့တကိုးကသာအိပ်ပျော်ခဲ့ပါတယ်။ဒီလိုနဲ့ဘင်လေးလည်းစာအုပ်လေးကိုလှန်လောနေရင်အပြင်မှာခိုးလေးတစ်ကောင်ရက်နေတာတတိထားမိလိုက်ပါတယ်။ဖြစ်ချင်တော့စာအုပ်တွေကခိုးနဲ့အပြင်ကခိုးပုံစံတူတူဖြစ်တာကြောင့်ဘင်လေးဟာစူးစမ်းချင်တာကြောင့်ခိုးလေးရှိရထွက်သွားခဲ့ပါတယ်။တက်ကယ်လေးကားကနေခိုးလေးနောက်ကိုပြေးလိုက်သွားပြီးတော့နောက်ဆုံးခေါင်းမိုးပေါ်ရောက်သွားခဲ့ပါတယ်။အပေါင်နားလေးရောက်ဘင်လေးဟာအပေါ်စီးကနေတကိုးတွေမြင်နေရတာကြောင့်စကျင်စိတ်နဲ့တွေးထွေးလိုက်ပါတယ်။အဲဒီတော့မှတကိုးတွေလည်းကလေးပေါ်ရောက်နေတာတီးသွားပြီးရုံရင်စက္ကန့်ဖြစ်ကုန်ပါတယ်။တကိုး3ကောင်ကတော့ဘင်နောက်ကိုထက်ချက်မကွာဇက်တိုက်ဆိုသလိုအတကုံတွေပြေးလိုက်ခဲ့ပါတယ်။အေဒီကတော့ညှိမိပြီးတိုက်အောက်ကိုပြုတ်ကျသွားပါတယ်။တပတ်မှလည်းဘေလီကထွက်ပေါက်ကိုလိုက်ရှာနေရင်စာဘိုးသမားတစ်ယောက်နဲ့ဆုံခဲ့ပါတယ်။ဒီလိုနဲ့ဘေလီဟာစာဘိုးသမားတွေအကူအညီနဲ့ဒယ်လီကစီရင်တိုက်အောက်ဆုံးကိုရောက်သွားခဲ့ပါတယ်။တကူ3ကောင်ကအမိုက်ပုံးထဲကနေအေဒီကိုထုတ်ဖို့လုပ်နေရင်ဘင်တယောက်ကားစီးပေါ်ပါသွားတာတွေ့လိုက်ရပါတယ်။အေဒီတို့ကလည်းဘင်လေးပါသွားတဲ့ဘက်စကားနောက်ကိုထက်ချက်မကွာဗန်ကားကြီးနဲ့လိုက်သွားကြပါတယ်။အဲ့ဒီချိန်မှာဘက်စကားမောင်းတဲ့သူကလိုက်လာတဲ့ကားကိုမတင်ကားတာကြောင့်လမ်းကြောင်းပြောင်းပြီးအေဒီတို့လိုက်မရအောင်ကြမ်းလိုက်ပါတော့တယ်။ဒီလိုနဲ့အေဒီတို့လည်းလမ်းကြိုလမ်းကြားတွေရောက်သွားပြီးတော့ဘင်လေးကိုမျက်ခြေပြတ်သွားပါတော့တယ်။အမျိုးသမီးနဲ့တကူ3ယောက်တို့ရန်ပြက်စကားများနေရင်ဘင်လေးဟာကလေးလေးเจ้าကိုရောက်သွားပါတယ်။ကလေးလေးเจ้าကကောင်မလေးကဘင်လေးကိုသူ့လှုပ်နေတဲ့ကလေးလေးထင်ပြီးတေးကန်တွေကအစာလဲပြီးကအထဲမှာတေချာထားလိုက်ပါတယ်။ဒီလိုနဲ့ဘင်လေးဟာအလေးအပြင်ကိုထွက်သွားပြီးဖြစ်ချင်တော့အရှိမဘင်လေးပြောက်နေကြောင်းသတင်းကြေညာတဲ့သူအောက်ထဲကိုရောက်သွားပါတယ်။ဘင်လေးကကြေညာနေတဲ့မိုင်လေးနဲ့ထိမိပြီး TV မှာစက္ကန့်အနေငယ်ပါသွားခဲ့ပေမဲ့ဘယ်သူမှသတိမထားမိခဲ့ပါဘူး။ဒီလိုနဲ့ဘင်လေးဟာတက္ကစီပေါ်ကိုပြေးတက်သွားပြီးတကိုးတွေကိုတက်တာပြကစောင့်နောက်ထွက်သွားပါတယ်။ဒီလိုနဲ့တက်စီကားလည်းရရောဘင်လေးဟာတလိဆန်ရုံဘက်ကိုလမ်းကူးပြီးထွက်သွားပါတယ်။အနောက်ကနေအေဒီတို့အုပ်စုကထက်ချက်မကွာလိုက်လာရင်ဘင်လေးကတွေ့လိုက်ပါတယ်။တွေးလိုက်တဲ့အချိန်မှာဘင်လေးကလမ်းကိုချုံးမွေ့စွာကူးသွားနိုင်ပြီဖြစ်ပါတယ်ဒီလိုနဲ့ဘင်လေးကလူဝင်ကြီးရှိတဲ့လောင်ဝင်ကြီးကိုရောက်သွားတာကြောင့်အေဒီတို့ဘလို့မှခေါ်ထုတ်မရပါဘူးလူဝင်ကြီးကခေါ်တဲ့လူလက်ကိုရိုက်ချတာကြောင့်ဘင်လေးကိုဘလို့မှထုတ်မရခဲ့ပါဘူးဒီလိုနဲ့ဘင်တရားလောင်ရင်ထဲထွက်လာပြီးတိုက်ပေါ်တက်လာခဲ့ပါတယ်တိုက်ပေါ်ရောက်တော့လေတကူ3ယောက်ဟာအလွယ်လွယ်ကြော်ကြော်ဖြစ်ပြီးဘင်လေးကိုဘလို့မှမဖမ်းနိုင်ခဲ့ပါဘူးနောက်ဆုံးတော့တကူတွေလက်လျှော့ပြီးအိမ်ပြန်ဖို့ဆုံးဖြတ်လိုက်ပါတယ်တစ်ပတ်မှာလည်းရဲရရှိတွေကတနေကုန်ဘင်လေးသွားလာလှုပ်ရှားခဲ့တဲ့နေရာတွေကိုအစီအကံတင်ပြပါတယ်ဒီလိုနဲ့ကလေးတင်ဟာဘင်လေးဟာစောက်ထဲမှာပါတဲ့နေရာတွေကိုရှောက်သွားနေတာသတိထားမိလိုက်ပါတယ်နောက်ဆုံးဘင်လေးသွားနိုင်မယ့်နေရာကိုလိုက်သွားခဲ့ပါတယ်။ဟိုရောက်တော့ဘင်လေးကိုတွေ့ခဲ့ပြီးဘင်လေးကိုမိသားစုဟာပျော်ပျော်ရွှင်ရွှင်နဲ့ပြန်လည်ပြီးတော့စုံစည်းခဲ့ကြပါတယ်